မင်္ဂလာပါကျမနာမည်ကတော့ဒေါက်တာခင်မောင်မောင်ပါ KG တန်းမှာတက်နေတဲ့သမီးလေးမခင်တီးနိုင်ရဲ့အမေဖြစ်ပါတယ်ပထမဆုံးအကြောင်းကိုကျမတို့ဘယ်လိုစပြီးတော့ရွေးချယ်ဖြစ်တယ်ပေါ့နော်အဲ့ဆိုတော့ကလေးလေးကခုက9နှစ် KG ဆိုတော့9နှစ်ပေါ့နော်9နှစ်ပဲရှိသေးတယ်အဲ့ဒါဆိုတော့ကလေးအတွက်နည်းနည်းလေး safe ဖြစ်မဲ့ safety ကိုအရင်ဆုံးကျမကြည့်ပါတယ်ကြည့်ပြီးတော့ဒီကလေးနဲ့အနောက်သွားရေးလာရေးပေါ့နော်ဟိုအိမ်နဲ့လည်းအရင်မွေးတဲ့အကြောင်းလည်းဖြစ်ရမယ်နောက်ကလေးကကားပေါ်မှာပဲအကြောင်းသွားအကြောင်းပြန်ချိန်ကုန်နေတဲ့ဟာမျိုးကိုလည်းမကြိုက်ဘူးပေါ့နော်အဲ့ဒါဆိုတော့အကြောင်းနဲ့လည်းအိမ်နဲ့အကြောင်းနဲ့လည်းနီးရမယ်နောက်တစ်ခါကလေးအတွက်လည်း safe ဖြစ်ရမယ်ပေါ့နော်နောက်တစ်ခါ facility ပါသူ့အတွက်ကိုကလေးဖြစ်တဲ့အတွက်ဒါပို့ပေါ့သူဆော့ကစားကြဲကြဲဝန်းဝန်းနဲ့ဒီလိုဆော့လို့ရတဲ့ facility မျိုးရှိလားဆိုတဲ့ဟာမျိုးကြည့်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ school ရဲ့ curriculum ပေါ့ကလေးလေးတွေကလူ curriculum နဲ့သင်နေလေနောက်တစ်ခုကဒါရေရှည် plan ဖြစ်တဲ့အတွက်ပေါ့နော်နောက်ပိုင်းဒီ university သွားတဲ့ခါကျရင်ရောအဆင်ပြေနိုင်ပါမလားဆိုတဲ့ဟာမျိုးတွေနဲ့ထည့်ပြီးတော့စဉ်းစားပြီးတော့ဘာတွေသင်လဲဆိုတဲ့ဟာလည်း teacher တွေနဲ့လာပြီးတော့မေးဖြစ်ပါတယ်စုံစမ်းဖြစ်ပါတယ်ပေါ့နော်school visit လည်း2ခါ3ခါလောက်လာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကျမတို့ financial ပေါ့နော်ဒီ financial ကလည်းဒါကလေးတွေကပညာရေးမှာတနေ့နေ့ထည့်ပြီးသွားတဲ့ကိစ္စမဟုတ်ဘူးနောက်ဘွဲရသည့်အထိနောက်တက္ကသိုလ်တွေသွားတဲ့အထိသူအလုပ်မလုပ်ခင်စကြာအထိပေါ့နော်ဒါနှစ်ရှည်15နှစ်လောက်သွားရမယ့် plan ဖြစ်တဲ့အတွက်ဒီတခြား financial ဘိုင်းကိုလည်းစဉ်းစားပါတယ်စဉ်းစားတော့ဒီ SKD တီသူပေးထားတဲ့ facilities နဲ့သူ့ရဲ့တင်ကြားရေးဘိုင်းနဲ့ပြင်ကြည့်မယ် solution တော့ဒါမဆိုးဘူးပေါ့နော်အဲ့ဒါဆိုတော့ကျမတို့နောက်ဆုံးတော့ရွေးချယ်ဖြစ်သွားပါတယ်ပေါ့နော်အဲ့ဆိုတော့ဒီလိုအချက်လေးတွေနဲ့ပဲကျမ SKD ရွေးချယ်ခဲ့ပါတယ်ရွေးချယ်ခဲ့တဲ့အတိုင်းလဲကလေးလေးကတိုးတက်မှုတော့မြင်ရပါတယ်ပေါ့နော်ကျမကအရင်တုန်းကလည်းဒီ pre school မတိုင်ခင်ကလေးလေးတွေကိုဆိုသိပြီးတော့အစားရမ်းတင်သိသဘောမကျဘူးပေါ့နော်ကလေးတွေတခြားဒီ COVID ကာလမှာမွေးခဲ့တဲ့ကလေးတွေဖြစ်တဲ့အခါကျတော့တခြား social တို့ emotional တို့ physical development တို့ဒီလိုပိုင်းမျိုးကိုပို့ပြီးတော့ဦးစားပေးပြီးဒီ pre school ထားစဉ်ကာလကတော့ SKD မှာမထားခဲ့ဘူးတခြားအကြောင်းတစ်ခုမှထားခဲ့တာပေါ့နော်ဆက်မရသေးတာဖြစ်တဲ့အတွက်အဲ့ pre school ကိုလည်းကျမအဲ့လိုချက်တွေနဲ့ပဲရွေးချယ်ခဲ့ပါတယ်နောက်ဆုံးတော့အချိန်တော်တော်လေးစဉ်းစားပါတယ်2လလောက်စဉ်းစားပြီးတဲ့အချိန်မှာတော့ဒီ SKD ကိုပဲနောက်ဆုံးပြီးတော့ရွေးချယ်ဖြစ်တယ်ပေါ့နော်ဆိုးပါဘူးကလေးလေးကတဖြည်းနဲ့သူတော်တော်လေးတိုးတက်လာတယ်သူဆိုရင်ငကိုကနေကပေါ့နော်ဒီ academic ဘိုင်းသိမ့်မသွားခဲ့တဲ့ကလေးပေါ့နော်ဒါပေမဲ့သူ KG မှာသူများနဲ့တန်းတူစားလိုက်နိုင်တယ်တော်တော်များများလေးသူပေါ့ပေါ့နဲ့လိုက်နိုင်တယ်အင်ဂျာတွေအများကြီးလောက်ရတယ်ဆိုတဲ့ဟာလည်းမရှိဘူးပေါ့နော်နောက်ကျမတို့ကအဖေရောမေရောနှစ်ယောက်စလုံးအလုပ်လုပ်နေတာဖြစ်တဲ့အတွက်ကလေးကိုအိမ်မှာအရန်ကြီးစာဟောအတူတူလိုက်ပြီးတော့မလုပ်ပေးနိုင်ဘူးပေါ့နော်ဒါပေမဲ့ကျမတို့ဒီကြည့်ပေးနိုင်တဲ့အချိန်လေးမှာပဲကလေးကသူ့အတူပေါ့ဘာနဲ့သွားနေတာမျိုးလေးတွေမြင်ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီphysical activities ပေါ့နော်ကလေးဒီရေကူးရတယ်နောက်တခြား gymnastics တွေသူတို့ဆော့ရတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်တစ်ပတ်တစ်ခါသူတို့ရေကူးရတယ်ဆိုတော့ဒါကလေးအတွက်တခြား development တွေအများကြီးဖြစ်တယ်ပေါ့ဒါဆိုတော့အဆင်ပြေပါတယ်SKD ကိုရွေးချယ်မယ်ဆိုလို့ရှိရင်ရွေးချယ်ဖို့အတွက်ကို recommend ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်